အလင်းထက်မြန်တဲ့အမ်ဘာဘေနဲ့ဂိုးတရားသမိုင်းဝင်မှတ်တိုင်တစ်ပရိသတ်များလုံးမင်္ဂလာပါခင်ဗျာ Sport Cover Plus ကနေကြိုဆိုလိုက်ပါရီဆန်တီယာဂိုဘာနေပြီးခွင့်ကြီးထဲမှာတော့ပြင်းတဲ့ပါရမီရှင်ခီလီယန်အမ်ဘာဘေရဲ့ဟင်းဟောက်တန်တွေနဲ့အတူသမိုင်းတစ်ခုကိုအလင်းထက်မြန်တဲ့နှုံးနဲ့ရေးထိုးလိုက်ပြန်ပါပြီကစားခဲ့တဲ့ Real Sociedad နဲ့ပွဲစဉ်မှာအမ်ဘာဘေတယောက်တာမန်ခြေစွမ်းပြသရုံနဲ့မဟုတ်ပဲပြိုင်ပွဲရဲ့ခံစစ်ကြောင်းတစ်ခုလုံးကိုစစ်စစ်ညံ့ညံ့ကြေးမော်သွားအောင်စုပ်ဖြဲပြခဲ့တာပါပွဲကစားချိန်မိနစ်40မိနစ်60နဲ့မိနစ်80တွေမှာကွက်တီသွင်းယူသွားခဲ့တဲ့သူ့ရဲ့သွင်းဂိုးတွေကစိတ်တစားဆန်လုံးနဲ့ hat-trick ဖြစ်ပရိသတ်တွေကိုအထိုင်မကနိုင်အောင်ရင်ခုန်စေခဲ့ပါရီအခုကစားခဲ့တဲ့ Real Sociedad နဲ့ပွဲစဉ်မှာအမ်ဘာဘေတယောက်တာမန်ခြေစွမ်းပြသရုံနဲ့မဟုတ်ပဲပြိုင်ပွဲရဲ့ခံစစ်ကြောင်းတစ်ခုလုံးကိုစစ်စစ်ညံ့ညံ့ကြေးမော်သွားအောင်စုပ်ဖြဲပြခဲ့တာပါပွဲကစားချိန်မိနစ်40မိနစ်60နဲ့မိနစ်80တွေမှာကွက်တီသွင်းယူသွားခဲ့တဲ့သူ့ရဲ့သွင်းဂိုးတွေကစိတ်တစားဆန်လုံးနဲ့ hat-trick ဖြစ်ပရိသတ်တွေကိုအသက်ရှူဖို့တောင်မင်းနေရလောက်အောင်ရင်ခုန်စေခဲ့ပါရီဒါပေမဲ့ဒီ hat-trick ကတာမန်သွင်းဂိုး3ဂိုးထက်အများကြီးပိုပါရီ Real Madrid ရဲ့ဖီအောင်ဂျာစီနဲ့ကစားခဲ့တဲ့ကာလာအတွင်းဂိုးပေါဝင်ပတ်သက်မှုအချိန်100ဆိုတဲ့မယုံနိုင်စရာသမိုင်းဝင်မှတ်တိုင်ကြီးကိုအမြန်ဆုံးဖြတ်တန်းသွားနိုင်ခဲ့တာပဲဖြစ်ပါရီတိတိကျကျပြောရရင်တော့သွင်းဂိုး88ဂိုးနဲ့ဂိုးဖန်တီးမှု12ကြိမ်ဆိုတဲ့မှတ်တမ်းကကမ္ဘာအကောင်းဆုံးခံနေမှုတွေကိုတော့မှသူ့ရဲ့အရှိန်ဟုန်ရှိမှထိုးထောက်သွားစေခဲ့တာပါဒီလိုမယုံနိုင်စရာကိန်းဂဏန်းတွေကအမ်ဘာဘေဆိုတာကနဝင်တွေကြားထဲမှာနေရာယူဖို့မွေးဖွားလာတဲ့သူဖြစ်ကြောင်းသက်သေပြသနေပါရီဒီတက်ပိုပြီးကြောက်စရာကောင်းတာကတော့အမ်ဘာဘေနဲ့ဗီနီစီယာဂျူနီယာတို့ရဲ့အတွဲဖက်ပါပဲအမ်ဘာဘေရဲ့အလင်းထက်မြန်တဲ့အဟုန်နဲ့ဗီနီစီယာရဲ့မော်ဆန်နဲ့ဆမ်မာခွက်တွေကွင်းထဲမှာဆုံတွဲလိုက်တဲ့အခါတိုင်းဘလို့မှတားဆီးလို့မရတဲ့ငရဲမီတောက်ကြီးတစ်ခုလိုအားလုံးကိုလောင်ကျွမ်းပြစ်နေတော့တာပါမော်ရီညိုရဲ့ပြန်လည်ရောက်ရှိလာမှုနဲ့အတူအခုချိန်မှာတော့စပိန်မြေတစ်ခုလုံးကအမ်ဘာဘေဆိုတဲ့မက်ဒရစ်ရဲ့ဘရင်သိချေပွားအောက်ကိုရောက်ရှိသွားခဲ့ပါပြီအဖြူအောင်ဂျာစီနဲ့သူဖန်တီးမဲ့ရီယယ်မက်ဒရစ်ရဲ့ခေတ်သစ်ကတော့အခုမှအစစ်အမှန်စတင်လိုက်ပြီဖြစ်ကြောင်းပါခင်ဗျာ